အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အနေနဲ့ရှင်လူကာခန်းကြီး16အပိုင်ငယ်တီးကနေ9:30ကိုဆင်ကျင်ဝင်ငါတော့ဖို့ဖြစ်ပါတယ်ဆိုတော့ဒီရှင်လူကာခန်းကြီး16အပိုင်ငယ်တီးကနေ9:30ထဲမှာယေရှုခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုပြောထားတဲ့ပုံဥမာလေးတစ်ခုဖြစ်ပါတယ်ဆိုတော့ဒီပုံဥမာကိုကျွန်တော်တို့ယူပဲနားလည်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကမတရားတဲ့သူကလင်ကချစ်သမားတွေကိုအားပေးနေတဲ့ပုံစံဖြစ်နေတယ်ဆိုတော့ဒီမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဘုရားသခင်ပြောထားတဲ့အရာကိုကျွန်တော်တို့လဲလဲနဲ့စဉ်းစားဆင်ခြင်လေ့လာတော့ဖို့ဖြစ်ပါတယ်ဘုရားသခင်ကဘာကိုနားလဲစေရှင်တာလဲဆိုတာကိုကျွန်တော်တို့စဉ်းစားဖို့ဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီပုံဥမာလေးကိုတွားကြရအောင်ပုံဥမာလေးကတော့ဒီလိုပါတထေးတယောက်မှာမန်နေဂျာတယောက်ရှိတယ်အဲ့ဒီမန်နေဂျာတထေးရဲ့ပစ္စည်းဥစ္စာတွေငွေကြေးတွေကိုဖြုံးတိလိုက်တဲ့ခါကျတော့သူများတွေကတထေးကိုတွားပြီးမှတိုင်တယ်တထေးရဲ့မန်နေဂျာကတထေးရဲ့ပစ္စည်းဥစ္စာငွေကြေးတွေကိုဒီလိုဖြုံးတိနေပါတယ်ဆိုမှသူများတွေကတိုင်လိုက်တယ်တိုင်လိုက်တဲ့ခါကျတော့တထေးကစိတ်တူပြီးမှသူ့ရဲ့မန်နေဂျာကိုခေါ်ပြီးမှပြောတယ်မင်းငါရဲ့ဥစ္စာပစ္စည်းတွေကိုဒီလိုဖြုံးတိနေတယ်ဆိုမှကြားနေရတယ်ဘာဖြစ်လို့မင်းအဲ့လိုဖြုံးတိရတယ်လဲပေါ့ဆိုတော့အဲ့လိုမျိုးဖြုံးတိတယ်ဆိုလို့ရှိရင်မြို့ကအလုပ်မခံတော့ဘူးမြို့ကမန်နေဂျာရာသူကနေဖြုတ်လိုက်ပြီမန်နေဂျာမလုပ်နဲ့တော့ဆိုမှသူကအလုပ်ထုတ်လိုက်ပါတယ်အလုပ်ထုတ်လိုက်တဲ့ခါကျတော့အဲ့ဒီမန်နေဂျာကသူကစဉ်းစားတယ်ပေါ့နော်စဉ်းစားတယ်ဘာကိုစဉ်းစားတယ်လဲဆိုလို့ရှိရင်သူ့ရဲ့ရှေ့ရဲ့အတွက်စဉ်းစားတယ်တထေးစီကနေသူမန်နေဂျာရာသူကနေထုတ်ခံလိုက်ရပြီဆိုလို့ရှိရင်သူဘာလို့စားတော့မလဲဆိုမှသူကသူ့ရဲ့ရှေ့ရဲ့အတွက်သူစဉ်းစားနေတဲ့အရာပါသူရှေ့ရဲ့အတွက်သူဘယ်လိုစဉ်းစားပြီးလှုပ်ဆောင်သွားတယ်လဲဆိုတာကိုယေရှုခရစ်တော်ကကျွန်တော်တို့ယုံကြည်သူတွေကိုနားလည်စေခြင်းလို့ဒီပုံဥမှာရေးထားခြင်းဖြစ်ပါတယ်တောင်ဟာလျာလှုပ်စားမယ်ဆိုလို့ရှိရင်လည်းမလုံနိုင်တော့ဘူးတဲ့တရောင်စားလှုပ်စားမယ်ဆိုလို့ရှိရင်လည်းရှက်စရာကောင်းတယ်ဆိုမှအဲ့ဒီမန်နေဂျာစိတ်ထဲမှာသူစဉ်းစားနေပါတယ်ဟုတ်ပြီတဲ့ငါဘာလို့ရမယ်ဆိုတာငါတီးသွားပြီဆိုမှသူကထွက်သွားတယ်ထွက်သွားတဲ့ခါကျတော့ပထမအိမ်တိမ်မှာသူရောက်သွားတယ်ရောက်သွားတဲ့ခါကျတော့အဲ့ဒီအလုပ်ထုတ်ခံလိုက်ရတဲ့မန်နေဂျာစပြီးမှသူကမဲတယ်အဲ့ဒီအိမ်ကိုမင်းတို့ငါရဲ့တထေးစီကနေအကျွေးဘလောက်ယူထားတယ်လဲလို့သူကမဲတဲ့ခါကျတော့အဲ့ဒီပထမအိမ်ကသူကပြောတယ်စီအပုံး1000ယူထားပါတယ်ဆိုမှပြောလိုက်တယ်အဲ့ဒီပြောတဲ့ခါကျတော့အလုပ်ထုတ်ခံလိုက်ရတဲ့မန်နေဂျာသူဘာပြောတယ်လဲဆိုရှင်မင်းတို့ငါရဲ့တထေးစီကနေစီအပုံး1000ယူထားတယ်ဆိုလို့ရှိရင်စီအပုံး1000ပေးဆံမှုတော့အပုံး900ပဲပေးလိုက်တော့ဆိုမှသူရှော့ပေးလိုက်ပါတယ်နောက်ဒုတိယအိမ်ကိုပြန်မှတ်သွားပါတယ်ဒုတိယအိမ်ကိုသွားတဲ့ခါကျတော့ဒုတိယအိမ်မှာခုနတိုင်းပဲသူကမဲတယ်မင်းတို့ငါရဲ့တထေးစီကနေအကျွေးဘလောက်ယူထားတယ်လဲလို့မဲတဲ့ခါကျတော့ဒုတိယအိမ်ကပြောပါတယ်ကျွန်တော်တို့ကကျုံစပါးအတင်း1000ယူထားပါတယ်ဆိုမှပြောပါတယ်အဲ့ဒီခါမှာသူကထပ်ပြီးမှသူရှော့ပေးပြန်ပါတယ်ကျုံစပါးအတင်း1000ယူထားတယ်ဆိုလို့ရှိရင်အတင်း1000ကြီးပေးစရာမလိုတော့ဘူးအတင်း800ပဲပေးလိုက်တော့ဆိုမှသူရှော့ပေးလိုက်ပါတယ်ဆိုတော့အဲ့ဒီသူရှော့ပေးနေတဲ့အရာကဘာအတွက်လဲဆိုလို့ရှိရင်သူတထေးစီကနေအလုပ်ထုတ်ခံလိုက်ရတဲ့နောက်ပိုင်းမှာသူ့ကိုသူများကကြည်ပြိုလက်ခံလာအောင်မိတ်ဆွေအပေါင်းအသင်းတွေပေါ်လာအောင်ဒီလူကသဘောကောင်းပါတယ်ဆိုတာကိုသူများတွေကတီးတော့သူလုတ်ပြနေတာဖြစ်ပါတယ်ဆိုတော့သူလုတ်နေတဲ့အရာကတကယ်အချိန်သူအတိုးသွင်းလေးဖြစ်ပါတယ်ဒီသူအလုပ်ထုတ်ခံလိုက်ရတဲ့အရာကိုဒီအကျွေးယူထားတဲ့လူတွေကတီးသွားမယ်ဆိုလို့ရှိရင်သူရှော့ပေးနေတဲ့အရာသူပြောပြနေတဲ့အရာကဘာမှအကျုံးမဝင်တော့ပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကမန်နေဂျာမဟုတ်တော့အလုပ်ထုတ်ခံလိုက်ရတဲ့သူဖြစ်သွားပြီဆိုတော့သူအလုပ်ထုတ်ခံလိုက်ရတဲ့အရာကိုသူများတွေကမသိခင်မှာလှုပ်ဆောင်သွားတဲ့အရာကိုယေရှုခရစ်တော်ကကျွန်တော်တို့ကိုနားလည်စေချင်တာဖြစ်ပါတယ်ဆိုတော့ဒီမန်နေဂျာကတော့မှသူလောကမှာခဏတာလောကမှာတည်ရှင်တဲ့ခါမှာရှေ့ရဲအတွက်သူတရောက်ထိလှုပ်ဆောင်နေဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်သူဖျားသားသမီးရဆိုလို့ရှိရင်သာရကာလအတွက်ပူပြီးမှတော့လှုပ်ဆောင်တင်းနေဆိုတဲ့အကိုနားလည်စေချင်တာဖြစ်ပါတယ်ပေးထားတဲ့အစွမ်းစားတွေကုမှရှိတဲ့ဒီငွေကြေးအားဖြစ်ပေါ့နော်ဖျားသခင်ရမှုတော်ထက်ကျွန်တော်တို့ပါဝင်ရမယ်စင်ရသားတွေကိုကျွန်တော်တို့ကပေးကမ်းရမယ်ဆိုတော့ကျွန်တော်တို့ကမသေးခင်ဒီအချိန်တူတိုးသွင်းလေးမှာကုမှပါတဲ့ကုမှရှိတဲ့ဒီငွေကြေးကိုပိုင်ဆိုင်ထားတဲ့ငွေကြေးကိုရဲ့အစွမ်းစားတွေအားဖြင့်ကျွန်တော်တို့ကပေးကမ်းမယ်လှုပ်ဆောင်မယ်ပါဝင်မယ်ဆိုလို့ရှိရင်အဲ့ဒီလှုပ်ဆောင်ပါဝင်တဲ့အရာမှလည်းများကသာဝရကာလမှာကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေပေါ်လာမယ်နောက်ပြီးမှကိုယ့်ရဲ့ဆုလတရပူတွေရလာမယ်နော်ကေတင်ချင်းရအောင်မကဘဲနဲ့ဆုလတရပူတွေရလာမယ်မိတ်ဆွေအပေါင်းအသင်းတွေပေါ်လာမယ်ဆိုတော့အဲ့ဒီအရာအတွက်ကျွန်တော်တို့ဒီခဏတာအချိန်တိုတွင်းလေးမှာလှုပ်ဆောင်ကြပါဆိုတဲ့အကိုယေရှုခရစ်တော်ကျွန်တော်တို့ကိုနားလည်စေခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ဒီပုံဥမာလေးကိုယေရှုခရစ်တော်ကပြောပြခြင်းဖြစ်ပါတယ်ဆိုတဲ့အကိုကျွန်တော်နားလည်စေခြင်းအတော်ပဲဖြစ်ပါတယ်